အားလုံးပဲမင်္ဂလာညနေခင်းပါဒီနေ့တော့ဖုန်းတို့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကဘာလဲလို့ဆိုတော့အရင်ရက်တည်းကမိဘနဲ့သားသမီးပတ်သက်ပြီးတော့ဖုန်းတို့ကတယ်လီဖုန်းတွေစီးလေးကန်လေးနဲ့အသုံးပြုခွင့်ပေးချဖို့ပြီးတဲ့အခါကျတော့သားသမီးအမားတစ်ခုလုပ်ရင်ပြစ်ဒဏ်သတ်မှတ်ချက်တစ်ခုရှိရမယ်ဆိုတော့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဖုန်းတို့ဆွေးနွေးပေးခဲ့တယ်ပေါ့လေအဲ့ဒီမှာတချို့ကြတော့လေရှင်များဒီနေ့ခေတ်ကလေးတွေကရိုက်ဆုံးမလို့မရတော့ဘူးအကျိုးသင်အကြောင်းသင်ပြောပြီးတော့ဆုံးမရတယ်ဆိုတော့ဒီအကြံပြုချက်လေးတွေဖုန်းတို့ရပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖုန်းတို့ကစန့်ကျင်စရာအကြောင်းမရှိပါဘူး။ဘာကြောင့်လဲလို့ဆိုတော့ကလေးတယောက်နဲ့တယောက်ဟာညံ့ရည်ချင်းမတူကြဘူးကျင်လေရာပန်ဝန်းကျင်ချင်းမတူကြဘူးမြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေအားလုံးကိုမဖြစ်မနေရရမယ်ဆိုတဲ့အကြံပြုချက်မျိုးဖုန်းတို့ပေးချင်တဲ့ message တွေမှာမပါပါဘူး။ဒါပေမဲ့အဲ့ဒီမှာဒီခေတ်ကလေးတွေကဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဖုန်းတို့ဆွေးနွေးပေးရရင်တော့ကလေးဆိုတာတော့ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ကလေးကကလေးပါပဲဒါကြောင့်ဒီခေတ်ကလေးတွေဆိုတာထက်ကလေးမှန်ရင်တော့အပြစ်တစ်ခုလုပ်ရင်ပြစ်ဒဏ်သတ်မှတ်ချက်တစ်ခုတော့ရှိရမှာဖြစ်ပါတယ်ဒါဘယ်လောကမှာပဲကြည့်ကြည့်ပါဥမာဆိုပါစို့ဖုန်းတို့ဘောလုံးပွဲတစ်ပွဲကန်တယ်ဆိုလို့ရှိရင်ဥမာသိငယ်တဲ့အပြစ်ဆိုလို့ရှိရင်ဟွာကပြပြီးတော့သတိပေးတယ်ဒီထက်ပိုကြီးရင်အနီကပြတယ်အဲ့ထက်ပိုကြီးရင်ပွဲပယ်တာတွေပါတယ်ပေါ့လေဆိုလိုချင်တာကတော့အမှားတစ်ခုလုပ်ရင်ပြစ်ဒဏ်သတ်မှတ်ချက်တစ်ခုရှိရမယ်ဆိုတဲ့သဘောကိုပြောတာပါဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့နှုတ်နဲ့ပဲအကျိုးအကြောင်းပြပြီးတော့ပြောဆိုဆုံးမလို့ရတဲ့ကလေးရှိမယ်နောက်တစ်ခါနှုတ်နဲ့မဟုတ်ဘဲနဲ့နည်းနည်းလေးပြည့်တန်သတ်မှတ်ပြီးတော့မှဆုံးမလို့ရတဲ့ကလေးရှိမယ်ပြီးတဲ့အခါအဲ့ဒီထက်ပိုကြမ်းကြမ်းလေးဆုံးမမှနာခံတတ်တဲ့ကလေးလည်းရှိပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်လက်ထက်တော်ကကေတိဆိုတဲ့မြင်းเสียမြတ်စွာဘုရားရှင်ရောက်လာပြီးတော့မြတ်စွာဘုရားအတောင်းချီသိမ့်ချီနေတဲ့တန်ဃာတော်တွေဘလို့ဆုံးမလဲဆိုတော့ဒါကေတိတဲ့မင်းပါအလုပ်လုပ်လဲဆိုတော့တပည့်တော်ဘုရားတဲ့ဒီမြင်းရိုင်းတွေကိုမြင်းအရင်ဖြစ်အောင်လေ့ကျင့်သွန်သင်ပေးပြီးတော့တပည့်တော်ပြန်ရောင်းစားတဲ့စီးပွားရေးလုပ်ငန်းလုပ်ပါတယ်ဆိုတော့အဲ့ဒီမြင်းအရိုင်းတွေကိုမြင်းအရင်ဖြစ်အောင်သင်ဘလို့လေ့ကျင့်သင်ကြားပေးလဲဆိုတော့တချို့မြင်းတွေကဗျာတဲ့အရိုင်းပေမဲ့တော်တော်အသိဉာဏ်မြင့်နေဗျာတဲ့ပြောပြဆိုပြကြောလေးတက်ရင်းလေးတက်နေပဲအရင်ဖြစ်သွားတဲ့ကောင်လေးရှိတယ်အဲ့လိုမဖြစ်ရင်သင်ဘာလုပ်လဲဆိုတော့မရရင်တော့တပည့်တော်နာရိုက်ပြီးတော့တပည့်တော်ဆုံးမပါတယ်တဲ့အဲ့တော့ပြောဆိုဆုံးမလို့လည်းမရဘူးနာရိုက်ပြီးတော့ဆုံးမလည်းမရဘူးဆိုရင်သင်ဘယ်လိုလုပ်လဲဆိုတော့အဲ့လိုမြင်ရတော့တပည့်တော်တတ်ပလိုက်တယ်ဗျာတဲ့အဲ့လိုပါပဲတဲ့ငါလည်းအသိဉာဏ်မြင့်ပြီးတော့ပါရမီကောင်းလာတဲ့တပည့်တွေအမှားလေးတွေလောက်လာတဲ့အခါဩဝါဒဒေသနာဆုံးမတယ်ဩဝါဒနဲ့မရဘူးဆိုလို့ရှိရင်ရောရှင်ဘုရားဘာလုပ်ပါသလဲဆိုတော့ဒီအပြစ်လုပ်ရင်ဒီအာဘတ်သင်စေဆိုပြီးတော့ငါဆုံးပါတယ်ဒါဆိုဩဝါဒနဲ့လည်းမရဘူးအာနာဒေသနာလည်းမရဘူးအဲ့လိုမျိုးကြတော့မြတ်စွာဘုရားဘယ်လိုဆောင်ရွက်ပါသလဲဘုရားဆိုတော့မြတ်စွာဘုရားကလည်းငါလည်းသင်လို့ပေါ့တဲ့အဲ့လိုမှဆုံးမလို့မရရင်တော့ငါတတ်ပလိုက်တယ်ဆိုတော့အမတ်တမဲ့ဆိုရင်တော့ဘုရားတတ်တယ်ဆိုတော့တမျိုးကြီးဖြစ်သွားတာပေါ့လေမြတ်စွာဘုရားတတ်တယ်ဆိုတာတခြားမဟုတ်ပါဘူးလစ်လူရှုလိုက်တာပါပဲသူတို့ကောင်းတွေလစ်လူရှုတာလောကမှာကြောက်စရာကောင်းဆုံးဖြစ်ပါတယ်ဒါကြောင့်သူတို့ကောင်းတွေရဲ့တိုက်ချင်းဆိုတာလစ်လူရှုလိုက်တာဘာကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ဘလောက်ပဲဆူလုံးဝမပြောတော့ဘဲနဲ့ပြစ်ထားလိုက်ပြီဆိုအဲ့လူဟာတဘွားလုံးဒုက္ခရောက်ဖို့သာကြံတော့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းတို့ကဒီဆုံးမခြင်းအမျိုးမျိုးရှိတဲ့နေရာမှာမြတ်စွာဘုရားရဲ့နိလန်းထဲမှာဘာရှိသေးလဲလို့ဆိုတော့နမူနာကောင်းပြပြီးတော့ဆုံးမတာရယ်ပတ်ဝန်းကျင်ကောင်းဖန်တီးပေးတာရယ်ပေါ့ဘုန်းနဲ့လည်းပြောဆိုဆုံးမရမယ်ပြီးတဲ့အခါအပြစ်တစ်ခုလောက်လာတဲ့အခါအပြစ်ထန်သတ်မှတ်ချက်လေးပေးပြီးတော့ဆုံးမရမယ်ပြီးမြတ်စွာဘုရားကမိဘတွေနဲ့ပတ်သက်ပြီးတော့ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးတော့မိန့်ကြားထားတဲ့စကားလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲလို့ဆိုတော့လက်ဦးเสียမိတိုက်စွာပုပ္ပစရိယမိနစ်ဖနောက်အဲ့ဒီထက်ခပ်ပြင်းပြင်းလေးကဘာလဲလို့ဆိုတော့ရှေးဆောင်နွားလာဖြောင်ဖြောင်သွားကနောက်နွားတစ်တိုက်ဖြောင်ဖြောင်လိုက်ဤဆိုတာမြန်မာစကားပုံလည်းရှိပါတယ်ဆိုတော့မိဘတွေသည်သားသမီးတွေအတွက်အရေးအကြီးဆုံးပါဝင်ခြင်းဖြစ်တယ်မိဘသည်သားသမီးအတွက်အရေးပါဆုံးသောခေါင်းဆောင်ဖြစ်တယ်သားသမီးတွေအတွက်မဖြစ်မနေအားကြအတူယူရမယ်ဟီးရိုးဖြစ်တယ်ဆိုတော့ငယ်စဉ်တောင်ကြီးကလေးဘဝဥစွာပထမမိဘနဲ့ကြီးပြင်းတဲ့အချိန်မှာမိဘကကောင်းတဲ့နမူနာတွေလုပ်ပေးမှကောင်းတာလေးတွေဆောင်ရွက်ပြမယ်ကောင်းတဲ့နမူနာလေးတွေပေးမယ်သားသမီးရှိမှဖះရှိခိုးပြမယ်ဆိုရင်အဲ့ဒီကလေးဖះလိုက်ရှိခိုးတယ်နော်သားသမီးရှိမှဥပုပ်ဆောင်မယ်ဆိုအဲ့ဒီကလေးကလည်းတပည့်ကလေးတင်ပြီးဥပုပ်လိုက်ဆောင်တယ်ပြောချင်တာကတော့သားသမီးကိုကောင်းစေခြင်းကိုယ်တိုင်ကောင်းတာလုပ်ပြနော်အခုခေတ်မှာတော်တော်များများအယက်သမားရဲ့သားသမီးတွေအယက်သမားဖြစ်တာမဆန်းပါဘူးဒါအများစုနော်အကုန်လုံးဖြစ်တယ်လို့တော့ဘုန်းတော်မဆိုလာပါဘူးဘာလို့ဆိုတော့ဒီကလေးဟာလူမန်းတိတ္တဆအရွယ်တွေကဒီအဖေကအရက်တောက်ပြီးကြီးလာတဲ့အခါဘသူကဘလောက်ပဲမကောင်းဘူးပဲပြောနောက်ဆုံးတော့ဒီအဖေရဲ့လမ်းစဉ်ကိုလိုက်သွားကြတာပဲများတယ်
ဒါကြောင့်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းမသွားတော့နောက်နွားလေးတွေဖြောင်းဖြောင်းမလိုက်တာဒါမစမ်းပါဘူးဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့ဘုန်းတို့ဒီဇက်တော်လေးတစ်ခုပေါ့နော်မြတ်စွာဘုရားနှုတ်ဆက်ခါကာလပညာရှိအမတ်ကြီးပေါ့ဘုရားလောင်းရှိတဲ့တိုင်းပြည်ရဲ့ဘယင်ကိုစင်ဖြူတော်လေးလာဆက်တာစင်ဖြူတော်ဆိုတာတိုင်းပြည်ရဲ့ယေရနာပဲဘယင်ဝမ်းတာလိုက်တာစီးတံကောင်းလေးပေါ့မင်းစီစင်တွေတက်အပ်တော့ပညာတွေရှိတယ်သင်စေဆိုပြီးတော့ဆင်ဆရာအပ်ပြီးတော့ပညာတွေသင်ခိုင်းလိုက်တယ်ပေါ့လေ၄၅6လလောက်ကြာတဲ့အခါကျတော့ငါအစင်တက်ထိုက်တဲ့ပညာတွေတက်လောက်ပြီးကဲထုတ်ခဲငါဆင်ဖြူတော်လေးနဲ့ငါတိုင်းကန်းလှည့်လဲမယ်ဂုံယူကျင်တာပေါ့နော်ဘယင်ဆိုတာအဲ့လိုတိုင်းကန်းလှည့်လဲမယ်ဆိုဆင်ကိုထုတ်ခိုင်းလိုက်တယ်မင်းရင်ပြေကြီးမှာအကြီးအကျယ်အခမ်းအနားကြီးလုပ်ပြီးဘယင်ကပလင်ပေါ်ထိုင်တိုက်သူပြည်သားလူများတွေကလည်းလာကြည့်ကြတာပေါ့ဆင်ဖြူတော်ဆိုတော့အဲ့လိုမျိုးတခါတည်းခန်းခန်းနားနားနဲ့စင်ဖြူတော်ထွက်လာပါပြီမင်းပရိသတ်ရဟန်းပရိသတ်လူပရိသတ်ရဲ့အလယ်မှာတခါ6လေးခွင်းပြီးလမ်းလျှောက်တော့ဟာဘယင်ကဘလို့ဖြစ်တာလဲငါစင်လာပြီးတော့ဆက်တာတော့ကအကောင်းပါကျမ်းမာရေးမကောင်းဖြစ်သွားတယ်ထင်တယ်ကဲကျမ်းမာရေးဝန်ကြီးတွေဆရာဝန်တွေစစ်ကြစမ်းစစ်ခိုင်းလိုက်တာစစ်ခိုင်းလိုက်တော့နမောင်းကြည့်တော့လဲအကောင်ခွာကြည့်တော့လဲအကောင်ရှားကြည့်အကုန်စင်တကိုယ်လုံးစစ်လိုက်တာဘာပြစ်ချက်မှမရှိဘူးကြဒါဆိုနောက်တစ်ခါပြန်လျှောက်ဘလို့ပဲလျှောက်ရောက်စင်ကလေးကအိုက်ထွန်းနေပဲလျှောက်တော့ဘယင်တော်တော်ကောင်းကြိုက်ဘာလို့ဆိုတော့ပြည့်ချက်ကလည်းရှာမရဘူးလေတကူလုံးမှာအကောင်ဒီထောနေနေတဲ့6တောက်ကြည့်လိုက်တော့လဲ6ကြီးကအကောင်ကြီးနဲ့ထောနေနေတယ်အနာလည်းမတွေ့ရဘူးပြည့်လည်းမရှိဘူးအဲ့တော့နောက်ဆုံးဘုရားလောင်းတော်ကအဲ့စင်ပတ်ကြည့်ပြီးတော့အရေးကိစ္စပြဿနာတွေကြုံလာပြီဆိုပညာထက်ရဲ့တန်ဖိုးကအဲ့ဒီမှာလာတာပဲအဲ့တော့ဘုရားလောင်းပတ်ကြည့်ပြီးတော့အရှင်မင်းကြီးကျွန်တော်မျိုးအဖြေသိပါပြီဆိုတော့အသိရင်ပြောပါဦးပညာရှိမှတ်ကြီးဆိုတော့အရှင်မင်းကြီးရဲ့မူးမတ်တွေခန့်ထားတဲ့အဲ့ဒီစင်ဆရာခေါ်လိုက်ပါခေါ်လိုက်တဲ့အခါကျတော့စင်ဆရာခုနစင်လေးအတိုင်းပဲအဲ့လူသူပြိဿရဲ့အရှိမခြေတော်လေးထော့နေနဲ့ရှောက်တယ်အဖေကအဲ့ဒါပဲနော်ဒီနေ့ခေတ်သားသမီးတွေတော်တော်များများဖုံးဆွဲနေကြတဲ့အဖေကအဲ့ဒါပဲဒီနေ့ခေတ်တော်တော်များများသားတွေအယက်သမားဖြစ်နေတဲ့အဖေကလည်းအဲ့ဒါပဲဒီနေ့ခေတ်သမီးတွေတော်တော်များများနှလုံးထိုးသုံးလုံးထိုးနဲ့လမ်းမရောက်နေတဲ့အဖေကလည်းအဲ့ဒါပဲဆိုတော့ဘာဖြစ်လဲဆိုတော့စင်ကလေးကိုငယ်စဉ်တောင်ကြီးတဲကနေပြီးတော့ဒီသင်ပေးတဲ့ဆင်ဆရာဆင်ရှိကနေဘာပဲသင်သေးသူက6လေးထောနေနဲ့ရှောက်တယ်လေရှောက်တဲ့ခါကျတော့သူ့ကိုသင်နေတဲ့ဆင်ဆရာက6ထောနှင်ပြီးတော့ရှေ့ကရှောက်တော့ဆင်လေးကသူ့သင်နေထက်တာသူ့သင်နေထင်ပြီးသူကလည်း6ထောနေရှောက်ရင်းနဲ့ဆင်လေးခြေထော့သွားပါတယ်ဒါကြောင့်ပြောချင်တဲ့အဓိကကြတဲ့ message ကတော့နော်ဘုန်းတို့2ချက်ရှိပါတယ်သားသမီးကိုဆုံးမတဲ့နေရာမှာမဖြစ်မနေရိုက်ပြီးတော့ကလေးမှန်များရိုက်ဆုံးမရမယ်ဆိုတော့အကြံပြုချက်မျိုးဘုန်းတို့ဘယ်တော့မှမပေးခဲ့ပါဘူးတိုးတော့ကလေးတယောက်နဲ့တယောက်ကခုနကေတိမြင်းစရာကိုမြတ်စွာဘုရားမိန့်တယ်လို့ပါပဲစကားနဲ့ပြောဆိုဆုံးမမှရတဲ့ဒီကလေးရှိတယ်လို့နည်းနည်းအမှားတစ်ခုခုလုပ်ရင်ပြစ်ဒဏ်တစ်ခုခုသတ်မှတ်ပြီးမှရမယ်ကလေးလည်းရှိတယ်တခါတရံအဲ့ဒီထက်ပြင်းကလေးပေါ့ဆုံးမမှအဆင်ပြေတဲ့ကလေးလည်းရှိပါတယ်နောက်ဆုံးအရေးကြီးဆုံးအနေနဲ့ကတော့အဲ့ဒီလိုမျိုးတွေလည်းနှီးမျိုးစုံနဲ့ဆုံးမရမယ်ကိုသားသမီးကိုပြစ်ထားလို့မရဘူးလေဆိုးွားတဲ့ရလက်တွေဖြစ်လာရင်ဒီမိဘပဲအဓိကခံစားရတာအဲ့ဒီလိုလဲတွဲပြီးတော့ဆုံးမရဆိုအရေးကြီးဆုံးကတော့ကိုယ်တိုင်ကနမူနာကောင်းပြကိုယ်တိုင်ကပတ်ဝန်းကျင်ကောင်းဖြစ်နေရမယ်အဲ့တော့ခုနဖုန်းနဲ့ပတ်သက်ပြီးတော့ပဲပြောရရင်မိဘကလည်းမနေ့မိုးလင်းတာနဲ့အားပြီးဆိုတာနဲ့သားသမီးချိန်မပေးဘူးတယ်လီဖုန်းနဲ့ပဲအချိန်ကုန်မယ်ဆိုရှယ်မီဒီယာမှာပဲအချိန်ကုန်မယ်ပွဲမှန်သမျှအကုန်ပါနေမယ်ဆိုရင်ဒီသားသမီးဖုန်းဆွဲတာဂိမ်းဆော့နေတာအွန်လိုင်းမှာမတော်မတရားလုပ်နေတာအဲ့ဒီမိဘသိမှာတော့မဟုတ်ဘူးပတ်ဝန်းကျင်ကပြောလို့နားရှံလာမှမိဘကြားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမိဘဒီသားသမီးအတွေ့ခေါင်းဆောင်ကောင်းမဖြစ်တော့ဘူးသူရဲကောင်းမဖြစ်တော့ဘူးပတ်ဝန်းကျင်ကောင်းလည်းမဖြစ်တော့ပါဘူးအဲကြောင့်ဘုန်းတို့ဒီအချင်းချုပ်လေးပြောချင်တာကတော့သားသမီးကောင်းဖို့ကတော့မိဘနီးမျိုးစုံနဲ့ကြိုးစားမယ်အဲ့ဒီထဲမှာအရေးကြီးဆုံးကတော့ကိုယ်တိုင်ကောင်းတဲ့နမူနာပြရမယ်ကိုယ်တိုင်သားသမီးအတွက်ခေါင်းဆောင်ကောင်းဖြစ်ရမယ်ကိုယ်တိုင်သားသမီးအတွက်ပတ်ဝန်းကျင်ကောင်းဖြစ်ရမယ်ဘာလို့ဆိုတော့ကလေးလေးတွေငယ်ဘဝမှာမိဘဘာပဲလုပ်လို့အထင်ကြီးတယ်ကောင်းတာလုပ်လဲထင်ကြီးတယ်မကောင်းတာလုပ်လဲထင်ကြီးတယ်ဒါကြောင့်မိဘတွေသားသမီးတွေလိမ်မာဖို့ဆိုရင်ကိုယ်တိုင်ခေါင်းဆောင်ကောင်းဖြစ်အောင်ကြိုးစားကြပါကိုယ်တိုင်ပတ်ဝန်းကျင်ကောင်းဖြစ်အောင်ကြိုးစားကြပါကိုအေးချမ်းသာရတဲ့ဒုက္ခဂေဟာလေးကိုဖန်တီးနိုင်ကြပါစေ